အခုပြပြသွားခြင်းနဲ့အကြောင်းအရာလေးရပေါ့နော်ဒီ KVB အကောင့်ကိုပေါ့ဖွင့်ခြင်းနဲ့ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့ဖွင့်လို့ရအောင် comment မှာကျွန်တော် link လေးတွေချပေးထားပါတယ်ခင်ဗျာနော်အခုပြောချင်တဲ့အကြောင်းအရာကျတော့ KVB အကောင့်ကိုဖွင့်ပြီးသွားပြီပေါ့နော်အကောင့်ဖွင့်ပြီးတော့ကြာမှာ trade အကောင့်လည်းဖွင့်ထားပြီးပြီဆိုလို့ရှိရင်အဲ့မှာ leverage ပြောင်းနည်းပေါ့နော် leverage ဘယ်လိုပြောင်းရမလဲဆိုတော့ leverage ပြောင်းနည်းတွေပြပါမယ်အဲ့ဒါကတော့ဒီအပေါ်မှာရှိတဲ့နော်ကိုယ့်ရဲ့အကောင့်မှာရှိရဲ့ဒီအဆက်လေး30ကိုနှိပ်လိုက်ပါအဲ့ဆက်လေး30ကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်ဒီမှာ withdraw ရှိမယ် transfer ရှိမယ် adjust leverage ရှိမယ်ပေါ့နော်change trading password ရှိမယ်ပေါ့နော်စသဖြင့်ဒါ setting တွေကြာလာပါတယ်ဆိုတော့ adjust leverage ကိုနှိပ်လိုက်ပါမယ် adjust leverage ကိုနှိပ်ပြီးပြီဆိုလို့ရှိရင်ဒီမှာနော်ဒီ leverage ဆိုတာပေါ်လာတာပါလိမ့်မယ်အဲ့ leverage ဆိုတာလည်းအဲ့မြားလေးကိုနှိပ်လိုက်ပြီးတော့ကိုဒီ leverage ကိုပြောင်းခြင်းသလိုကိုကပြောင်းလို့ရပါတယ်ခင်ဗျာဆိုတော့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ခင်ဗျာကျွန်တော်ရဲ့ account လေးကိုလည်း subscribe လေးလုပ်တော့ကြပါဦးခင်ဗျာနော် KVB မှာ account ဖွင့်ပြီး trade ချင်တဲ့ညီကိုတွေအားလုံးကိုလည်းကျွန်တော်အနေနဲ့ဖိတ်မှန်တကာပြုရပါတယ်ခင်ဗျာ